ခမရကိုဘဝလောကထဲမှာကိုရှိနေတဲ့နေရာနေမြင်ရတဲ့တောင်ရဲ့အမြင့်ကိုတိုင်းဘူးလားရှိမှပုံနေရအတိုင်းပဲကျွန်တော်ပုံလေးဆွဲလိုက်ပါမယ်ဒီလိုသတိခံလေးတစ်ခုအဲ့တော့ဒါလူရက်နေတဲ့နေရာမှာဒါကတော့တောင်နဲ့လူရဲ့အကွာအဝေး80မီတာပါဒီဒါကတော့မြင်နေရတဲ့တောင်ထိပ်ကိုမြင်နေရတော့60ဒီဂရီဖြစ်ပါတယ်အဲ့တော့ဒီအမြင့်ကဘယ်လောက်ရှိမလဲလို့မိထားပါတယ်အဲ့တော့ကျွန်တော်တို့ဗမာလူကြီးတွေ့ကြရမယ်နော်ဗမာလူကြီးတွေ့မလားအင်္ဂလိပ်လိုတွေ့မလားအဲ့တော့ဒီမှာတော့ကျွန်တော်တို့ကဗမာလူဆိုတော့အမနီမနီထနီမဗမာလူကြီးတွေ့ကြမယ်နော်ဒါမှမဟုတ်လဲ opposite တို့ adjacent လို့လည်းတွေ့လို့ရပါတယ်ဘယ်လိုပဲဖြစ်ပါအဲ့တော့ကျွန်တော်တို့တွေ့ကြရအောင်အဲ့တော့ဒီ60ဒီဂရီရဲ့ဒါကမျက်နှာချင်းဆိုင်အနာပါဒါကနိစ္စအနာလို့လည်းခေါ်ပါတယ် adjacent လို့လည်းခေါ်ပါတယ်ဒါကတော့ opposites ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါဆိုရင်မျက်နှာချင်းဆိုင်အနာကိုဒီနိစ္စအနာနဲ့စားရမှာဗျအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကပါလဲဗမာလူကြီးရေးကြပြောင်းနော်မာနီထလားထနီမအဲ့တော့ကျွန်တော်တို့ကမျက်နှာချင်းဆိုင်နာကိုဒီနိစ္စအနာနဲ့စားဆိုတော့ဒါပေါ့နော်ဘာဖြစ်မလဲတန်းကျင်တန်းကျင်60ဒီဂရီ equal to မျက်နှာချင်းဆိုင်အနာကိုဒီနိစ္စအနာနဲ့စားပါမယ်အဲ့တော့တန်းကျင်60ကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့calculator ဘက်နဲ့ algorithm မှာပဲကြည့်ဟုတ်လားဆိုရင် √3 ရပါတယ်ဗျ √3 equal to h by 90ပေါ့နော်ဒါဆိုရင် h တန်ဖိုးက √3 အမြောက်90တကယ်တော့90အမြောက် √3 ဒီလိုရေးတာပို့ပြီးတော့မှရှင်းလင်းလွယ်ကူပါတယ်ရှင်းလင်းမြန်တယ်မှာလည်းအမှန်တကယ်တော့ √3 ဆိုတာကဘယ်လောက်ရမလဲဆိုတော့အမြောက် √3 ဆိုတာက 1.7 algorithm မှာပဲဖြစ်ဖြစ်ဟလား scientific calculation မှာဖြစ်ဖြစ်ကြည့်မယ်ဆိုရင်1.732 ရတယ်ဗျညီမျှချင်းမြောက်မယ်ဆိုတော့ဘယ်လောက်ရမလဲဆိုတော့မြောက်ရင်ကျွန်တော်တို့ဟုတ်လားရောက်ကြည့်မယ်နော်1 2 1 32 မီတာပေါ့နော်ရပါမယ်ကျေးဇူးတင်ပါတယ်အဲ့တော့ခင်ဗျားတို့ရောဒါဆိုရင်အပြင်မှာတောင်းရင်အမြင့်တွေကိုရှာလို့ရမှာမဟုတ်လား